Dmitry Mendeleev နှင့် Jetson များ၏ Paheli, The Puzzle of the Elements 19ရာစုအလယ်ပိုင်းမှာသိပ္ပံပညာရှင်တွေဟာရွှေငွေအောက်ဆီဂျင်ကာဗွန်စတဲ့အခြေခံကြက်စင်60ကျော်ကိုရှာဖွေတွေ့ရှိထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီကြက်စင်တွေဟာအစီအစဉ်မကျပဲပယမ်းပရာဖြစ်နေတဲ့ဘယ်ကြက်စင်နဲ့ဘယ်ကြက်စင်အမျိုးအစားတူတယ်လဲဆိုတဲ့စနစ်တစ်ခုမှမရှိခဲ့ပါဘူး။ရုရှားနိုင်ငံကစပိန်ရှေမုတ်စိတ်မွေးထူထူနဲ့ဓာတုဗေဒပညာရှင်ဒမီထရီမန်တယ်လိတ်ဟာဒီပဟေနီကိုဖြေရှင်းဖို့ကြိုးစားခဲ့တယ်။သူကကပ်ဖဲကစားတာကိုအယံဝါဒနာပါသူပါတနေ့မှာသူကကပ်ပြား63ကပ်ပုံမှာဓာတ်စင်တွေရဲ့နာမည်နဲ့အလေးချိန်တွေကိုရေးပြီးဖဲချတယ်လို့မျိုးစပွဲပုံမှာဟိုရွှေဒီရွှေစီစဉ်ကြည့်ခဲ့ပါတယ်။3ရက်လောက်မအိပ်ဖဲစဉ်းစားပြီးတဲ့နောက်သူဟာစပွဲပုံမှာအိပ်ပျော်သွားခဲ့တယ်။အဲ့ဒီအခါသူ့အိမ်မက်ထဲမှာကပ်ပြားတွေအားလုံးဟာအလေးချိန်အလိုက်ရောဂုံတက်တီအလိုက်ပါအတိအကျနေရာဝင်ကျသွားတဲ့ဇရာကွက်ကြီးတစ်ခုကိုရှင်းရှင်းလင်းလင်းမြင်မှတ်ခဲ့တယ်နိုးလာချင်းအဲ့ဒီပုံစံအတိုင်းသူချရေးလိုက်ပါတယ်။ဒါဟာကျွန်တော်တို့ဓာတုဗေဒမှာသင်နေရတဲ့ periodic table ရဲ့အစပါပဲ။ဒါပေမဲ့မန်ဒယ်လီရဲ့အစစ်အမှန်ဉာဏ်ကြီးရှင်ဆန်မှုကဇရာဆွဲတာမဟုတ်ပဲရှာမတွေ့သေးတဲ့ကြက်စင်တွေအတွက်ကွက်လက်တွေကိုဇရာထဲမှာရဲရဲဝံ့ဝံ့ခြံထားခဲ့တာပါပဲ။အဲ့ဒါတင်မကပဲအဲ့ဒီကွက်လက်တွေမှာရှိရမယ့်မတွေ့သေးတဲ့ကြက်စင်တွေရဲ့အယောင်အလေးချိန်အရေးပြောမှတ်တွေကိုပါကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။တခြားပညာရှင်တွေကမတွေ့သေးတဲ့အရာကိုဘယ်လိုလုပ်သိနိုင်မလဲဆိုပြီးသူ့ကိုလှောင်ပြောင်ခဲ့ကြတယ်။ဒါပေမဲ့6နှစ်အကြာမှာပြင်သစ်ပညာရှင်တစ်ယောက်ကကြက်စင်အသစ်တစ်ခု Gallium ကိုရှာတွေ့ခဲ့တဲ့အံ့ဩစရာကောင်းတာကအဲ့ဒီကြက်စင်ရဲ့အလေးချိန်နဲ့ဂုဏ်သတ္တိတွေဟာမန်ဒယ်လိတ်ကြိုပြောထားတဲ့ကွက်လက်ထဲကကိန်းဂဏန်းတွေနဲ့တသွေမတိန်တူညီနေခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးလှောင်ပြောင်သူတွေအားလုံးပါဇက်ပိတ်သွားခဲ့ရတယ်။မန်ဒယ်လိတ်ဟာနိုဘယ်ဆုရွေးချယ်ခံရဖို့မဲတမဲလိုမှာကွယ်လွန်သွားခဲ့ရှာပါတယ်။ဒါပေမဲ့သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့1955ခုနှစ်မှာတွေ့ရှိခဲ့တဲ့ကြက်စင်အမှတ်100ကို Mendelevium လို့နာမည်ပေးခဲ့ကြပါတယ်။သူဟာဓာတုဗေဒပညာရဲ့ကြီးတစ်ခုလုံးကိုပရန်ပရာအခြေအနေကနေစနစ်ကျတဲ့တန်ဆုံတီးဝိုင်းကြီးတစ်ခုလိုဖွဲ့စည်းပေးခဲ့သူပဲဖြစ်ပါတယ်။မန်ဒယ်လိတ်ဟာစကြဝဠာတစ်ခုလုံးကိုစာရွက်တစ်ရွက်ထဲဖြစ်ပုံဖော်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။